10မိနစ်လောက်နေရောက်ပြီးဆိုပြီးတော့တနင်္လာလောက်တောင်းတက်လိုက်ရတဲ့ခီးတစ်ခုချောင်းကိုပြောပြမယ်နော် အခုကျွန်တော်သွားမှာပဲနားလေးလေ ဒါကတော့10မိနစ်နေရောက်ပြီးဆိုပြီးတော့ခေါ်သွားမယ် beach ပဲဖြစ်ပါတယ် ကျွန်တော်တို့သွားမှာဟိုနေရာလည်းကထိန်လို့ခေါ်ပါတယ် အဲ့ဒီလန်ကထိန်ကိုမသွားခင်အရင်ဦးဆုံး view point မှာပဲအရန်လာတဲ့တောင်တန်းကြီးနဲ့ပင်တွေကိုအမီးကြည့်ခဲ့ပါသေးတယ်ဝေါလာလိုက်တာတောင်တက်ခီးစဉ်ကိုစမဲ့ဝင်ပေါက်ကိုစားရောက်နေပါပြီကျွန်တော်ဘေးမှာရောက်နေတာကတော့တောင်တက်ရသေးဘူးမောနေပြီဆိုတဲ့ကိုမီနီပဲဖြစ်ပါတယ်ဒါကတော့လမ်ကထိန်လားအလူကထိန်လားပါလားအဲ့ဒါရဲ့ဝင်ပေါက်အစာပဲဖြစ်ပါတယ်အဲ့လိုကိုယိုကာယာဟိုတစ်ပတ်ဒီပတ်ဆင်းပြီးရင်ကမ်းခြေကိုစားရောက်ပါတယ် nice အခုဆိုရင်ဒီကမ်းခြေကနေစပြီးတော့တောင်စတက်တော့မှဖြစ်ပါတယ် ကျွန်တော်လည်းတောင်မတက်ရသေးဘူးစအမောနေပါပြီအဲ့ဒီအချိန်မှာဆိုရင်တော့ဖြင့်ကိုမီနီဟာဆက်တက်ရမလားပြန်ဆင်းရမလားဆိုပြီးတော့ကောင်းစားကုန်နေပါပြီ7မိနစ်နေရောက်ပြီဟေးဆက်တက် ကိုရဲ့တငယ်ချင်းတွေထဲမှာရောအဲ့လိုမျိုးတောင်တက်ပြင်းတဲ့လူတွေဘယ်သူတွေရှိလဲတငယ်ချင်းတွေထဲမှာတောင်တက်ပြင်းတဲ့လူတွေရှိရင်မရှင်ခေါ်လိုက်ကြအောင်ဗျာဆောင်းပြိုင် ရေဘော်ဒီချီတက်ဂျဟင်းငါတီချက်ကျွန်တော်ကတော့ share ပြိုင်းနေပြီမဲ့ရှေ့မှာ page ကတော့အပြုံးမပြတ်ရှေ့တက်နေစေပါ ဒါပေမဲ့လေဗျာဒီလောက်ခက်ခဲပေပန်းပန်းနေတက်ပြီးရဲ့နောက်ကွယ်မှာဘလောက်တောင်လှတဲ့ရှူခင်းနေရှိလဲဆိုတာကြီးရဲ့သူတွေကိုယ်တိုင်ပဲခန်းစားကြည့်လိုက်ပါဦးခင်ဗျာကဲဘလို့လဲအရန်လာတယ်မဟုတ်လားကျွန်တော်ကတော့ခက်ခဲပေပန်းပန်းတက်ပြီးတော့ဒီလိုမျိုးရှူခင်းမျိုးခန်းစားရတယ်ဆိုတာအရင်တက်နေလို့ထင်ပါတယ်ဒီနေရာလေးကတော့ထိုင်းနိုင်ငံဖူခက်မြို့မှာတည်ရှိပြီးတော့ဖူခက်ကတငယ်ချင်းတွေအရင်သွားလဲကြတဲ့နေရာလေးတစ်ခုလည်းဖြစ်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့တငယ်ချင်း3ယောက်တပုတ်နေပါတယ်ရိုက်နေလဲဝင်လာပြီဆိုတော့အိမ်ကိုပဲပြန်ခဲ့ကြပါတယ်ဒီဗီဒီယိုကြည့်နေတဲ့သူတွေရောတငယ်ချင်းတွေနဲ့တောင်တက်အမတ်တရရှိရင်ကွန်မန့်မှာရေးထားခဲ့ပါအောင်နော်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကကိုမှစလုပ်တာမလို့ like and follow လုပ်တာပြီးတော့ပြတာရက်ခဲ့ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်